ခရစ်တော်နာမ၌ရောက်ချင်းစီတိုင်းမင်္ဂလာပါကျွန်တော်တို့ဒီကနေ့မှာခေါင်းအယူသမီးကျမ်းပိုက်ကရှင်မသက်ခရစ်ဝင်အခန်းကြီး9ကိုရောက်လာပြီဖြစ်တယ်ပေါ့နော်အခန်းကြီး9အပိုင်းငယ်9ကနေပြီးတော့မှ73အထိကိုခေါင်းအယူဆင်ခြင်သွားမှာဖြစ်တယ်ယေရှုဒီထိုအရက်မှကြွားတော်မူလေမတ်သက်အမိရှိသောသူတယောက်ဒီအခွန်ခံရတဲ့၌ထိုင်နေသည်ကိုမြင်တော့ငါနောက်သို့လိုက်လို့ဟုမိန့်တော်မူ၏ထိုသူသည်လည်းထ၍နောက်သို့လိုက်လေ၏ထိုနောက်မှအိမ်တွင်စပွဲ၌လျောင်းတော်မူစဉ်အခွန်ခံသောသူများနှင့်ဆိုးသောသူများတို့သည်လာ၍ကိုယ်တော်မှစားသောတပည့်တော်တို့နှင့်တကွစပွဲ၌လျောင်းကြ၏ဖာရိရှဲတို့သည်မြင်လေတပည့်တော်တို့အားတင်တို့ဆရာသည်အခွန်ခံသောသူဆိုးသောသူတို့နှင့်အတူအဘေကြောင့်စားသည်ဟုဆိုကြ၏ယေရှုကလည်းကြားတော်မူလေကျမ်းမာသောသူတို့သည်ဆေးသမားကိုအလိုမရှိကြနာသောသူတို့သာလျှင်အလိုရှိကြ၏ရစ်ပူဇော်ခြင်းအကျင့်ထက်တနာခြင်းကရုဏာအကျင့်ကိုငါနှစ်သက်ဥဟုသောကျမ်းစကားကိုနားလေခြင်းကတင်တို့သွား၍တင်ကြလော့ဖြောင်းမသောသူတို့ကိုနောင်တသို့ခိုခြင်းကငါလာသည်မဟုတ်ဆိုးသောသူတို့ကိုခိုခြင်းကငါလာတည်းဟုမိန့်တော်မူ၏ကျွန်တော်ဒီကျမ်းပိုက်ကိုကြည့်တဲ့အခါမှာကျွန်တော်ဒီဟာကသခင်ခရစ်တော်ကရှင်မသက်ကိုခေါ်တဲ့အကြောင်းဖြစ်တယ်ပေါ့နော်ဒီမှာကြည့်တဲ့အခါမှာသခင်ခရစ်တော်ကဒီမသက်ကိုတွေးတဲ့အခါမှာဒီမသက်ကသူကဒီဆူတောင်းနေတာလည်းမဟုတ်သလိုဖျားတရားလုံးနေတာလည်းမဟုတ်ဘူးပြီးတော့မှသူဖျားကိုလည်းဟိုတရားဟောတာနားထောင်နေတာလည်းမဟုတ်သူဘာလုပ်နေလဲဆိုတော့သူကအခွန်ခံတဲ့နေရာမှာထိုင်ပြီးတော့အခွန်ခံနေတာသူကအခွန်ခံတရားဖြစ်တယ်လေဝိအမျိုးသားတရားဖြစ်တယ်ဒါပေမဲ့အဲ့ဒီအခွန်ခံနေတယ်အဲ့ဒီအခွန်ခံနေတဲ့အချိန်မှာပဲသခင်ခရစ်တော်ကသူ့ကိုတွေးတဲ့အခါမှာသူ့နောက်ကိုလိုက်ဖွဲ့ရတဲ့ခေါ်တာဖြစ်တယ်အဲ့ဒီချိန်မှာရှင်မဒီမသက်ကချက်ချင်းပဲဘာဖြစ်လဲနာခံတယ်ကျွန်တော်ဒီရှင်လုကာခန်းကြီး9မှာဒီသူဖော်ပြထားတဲ့အတိုင်းဆိုရင်သူ့မှာရှိသမျှအရာအားလုံးကိုချက်ချင်းစွန့်ပြီးတော့မှသခင်ခရစ်တော်နောက်ကိုလိုက်တယ်ဆိုတော့ကျွန်တော်တို့တွေ့ရတာဖြစ်တယ်အဲဒါကြောင့်ကျွန်တော်ဒီသခင်ခရစ်တော်နောက်ကိုလိုက်ဖို့ရအတွက်ကျွန်တော်တို့ကဖြောင့်မတ်နေတော်သူတွေကျွန်တော်ကအရင်ဖြောင့်မတ်နေမှကျွန်တော်တို့ကအရင်ကိုဟိုဟာဖြစ်နေမှကျွန်တော်ကအရင်ကိုဖျားတရားကိုင်းဆိုင်နေမှမဟုတ်ပါဘူးကျွန်တော်တို့မှာဖျားနောက်ကိုလိုက်ချင်တဲ့စိတ်ဖျားသခင်ရဲ့ဒီသခင်ခရစ်တော်ရဲ့ဖျားရဲ့စကားတော်ကိုနာခံတတ်တဲ့စိတ်နှလုံးသားရှိဖို့ရအတွက်ပဲလိုအပ်တာဖြစ်တယ်။ဒါပေမဲ့ကျွန်တော်ဆက်ပြီးကြည့်တဲ့အခါမှာထိုနောက်မှာအဲ့ဒီသူတို့ဒီအိမ်မှာစပွဲမှာလျောင်းတော်မူပြီးတော့မှသခင်ခရစ်တော်ကအခွန်ခံသောသူတွေစိုးညစ်တဲ့သူတွေနဲ့မိတ္တဟာရဖွဲ့ပြီးတော့မှဒီစပွဲမှာထိုင်ပြီးတော့မှစားတောင်းနေကြတာကိုကျွန်တော်တို့တွေ့ရတာဖြစ်တယ်။အဲ့ဒီအချိန်မှာဖာရိရှဲတွေကလာပြီးတော့မှသူတို့ဘာပြောလဲဆိုတော့မင်းတို့ရဲ့သခင်ကဘာဖြစ်လို့ဆိုးတဲ့သူတွေနဲ့စားတောင်းနေတာလဲဘာဖြစ်လို့ဆိုးတဲ့သူတွေနဲ့ပျော်ပါနေတယ်ပြောတဲ့အခါမှာသခင်ခရစ်တော်ကသူတို့ပြောတာကိုကြားတဲ့အခါမှာဘာပြောလဲဆိုတော့ကျမ်းမာသောသူတို့ဒီစေသမားကိုအလိုမရှိကြနာသောသူတို့တာလည်းအလိုရှိကြ၏ကျမ်းမာနေတဲ့သူတွေကကျမ်းမာနေတဲ့သူတွေကဒီဆရာဝန်ဒေါက်တာဆိုတာမလို့ကိုယ့်ဘာကိုကျမ်းမာနေလို့ထင်တယ်ကိုယ့်မှာကိုနေကောင်းတယ်လို့ထင်တယ်ကိုဖျားမှကိုယ်မှာယောဂရှိမှကိုမသိဘူးဆိုရင်ဆရာဝန်ဆိုတာမလိုအပ်ဘူးဒါပေမဲ့မကျမ်းမာတော့သူ့ဘာသူဖျားမှန်းသိတယ်သူ့ဘာသူနေမကောင်းမှန်းသိတဲ့သူကဆရာဝန်ကိုလိုအပ်တာဖြစ်တယ်ထိုနည်း၎င်းပဲကိုယ့်ဘာကိုအပြစ်ရှိတယ်ငါမှာအပြစ်ရှိတယ်ကိုယ့်ရဲ့အပြစ်ကိုသိတော့သူကဒီအပြစ်ကနေလွတ်မြောက်ဖို့ရန်အတွက်ရှင်းနေလိုအပ်တာဖြစ်တယ်ထိုနည်း၎င်းပဲသခင်ခရစ်တော်ကနာသောသူတွေကိုကူညီဖို့ရန်အတွက်ရောက်ရှိလာတဲ့သူဖြစ်တယ်ပြမသူဆက်ပိုင်း73မှာဆက်ပြောတာကရစ်ပူဇော်ခြင်းထက်တနာခြင်းကရုဏာခြင်းကိုငါပို့ပြီးတော့နှိမ့်သက်တယ်ဆိုတဲ့စကားတဲ့ရစ်ပူဇော်ခြင်းထက်တနာခြင်းကရုဏာခြင်းကိုပို့ပြီးတော့မှနှိမ့်သက်တယ်ဆိုတာကဒီထုံတဲ့ဆင်လာရရစ်ပူဇော်နေပြီးတော့မှအသေးအပွင့်ဖြစ်တဲ့ချစ်ချင်းမေတ္တာတရားဘာမှမရှိဘဲနဲ့ချစ်ချင်းမေတ္တာတရားကင်းမဲ့တဲ့နှလုံးသားနဲ့လှုပ်ဆောင်နေတဲ့အရာတွေကိုခရစ်တော်ကအလိုမရှိဘူးဆိုတာကိုပြောပြစေချင်တာဖြစ်တယ်ပြီးတော့မှဒီမှာကြည့်တဲ့အခါမှာဖြောင့်မတ်တဲ့သူတို့ကိုနောင်တတို့ခေါ်ခြင်းကငါလာဒီမဟုတ်ဒီမှာကဖာရိရှဲတွေကိုဖြောင့်မတ်တယ်လို့ပြောချင်တာမဟုတ်ပဲနဲ့သူတို့ကိုဒီ self righteous ပေါ့နော်သူတို့ကိုယ့်ဘာကိုဖြောင့်မတ်တယ်လို့ထင်နေတဲ့သူတွေအတွက်သူကလာတာမဟုတ်ပဲနဲ့ကျိုးပစ်တော်စိတ်နှလုံးရှိတော့သူနောင်တတရားနဲ့တူပြန်ပြီးတော့မှလှည့်လာခြင်းနဲ့ကျိုးပစ်တော်စိတ်နှလုံးရှိတော့သူဆိုးသောသူတွေကိုသူကခေါ်ဖို့ရန်အတွက်လာတာဖြစ်တယ်ဒီခေါ်ချင်းဆိုတဲ့နေရာမှာသခင်ခရစ်တော်ကကျွန်တော်တို့အလိုသားအားလုံးကိုဖိတ်ခေါ်တာဖြစ်တယ်ကျွန်တော်တို့ကတုတ်ပြဖို့ရန်အတွက်ကျွန်တော်တို့မှာတောင်းဝန်ရှိတာဖြစ်တယ်အဲဒါကြောင့်ထိုနည်းလည်းကောင်းရဲ့မိတ်ဆွေတင်ရောကျွန်တော်သခင်ခရစ်တော်ဘုရားသခင်ခေါ်တဲ့အတန်ကိုကြားတဲ့အခါမှာဘုရားသခင်ခေါ်တဲ့အခါမှာကျွန်တော်တို့ကဒီမှာရှိတဲ့မသက်ကေတော့ပဲရှိသမျှအရာအားလုံးကိုစွန့်ပြီးတော့မှဘုရားနောက်ကိုလိုက်နိုင်တော်သူမျိုးဖြစ်ကြပါစေလို့ခေါ်ပြောဝေငှချင်တာဖြစ်ပါတယ်ကျွန်တော်တို့ရောက်ရှိတဲ့ဖျက်ရှင်ကောင်းကြီးပေးပါစေ